Fight by Challenge အားလုံးပဲမင်္ဂလာပါရှင်ဂျယ်စီဘိုက်ကနေကြိုဆိုပါရစေဟီလေရဲ့အကြီးရှိမနေလေဟိုစုကန်ရမယ်အားလုံးပဲမင်္ဂလာပါရှင်ဂျယ်စီဘိုက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မမပါချက်ပါချက်တို့ကဒီနေ့မှာတော့ burrito challenge လုပ်မှာဖြစ်ပါတယ်ဆိုတော့မတို့ burrito ကိုဒီနေ့ Fight by Challenge လုပ်မှာဖြစ်ပါတယ်burritos ဖြစ်ပါတယ် burritos နဲ့ tacos beef တွေကြီးပဲပေါ့နော်ပြီးတော့ဒီက nachos လို့ခေါ်နော် loaded nachos loaded nachos ပါဆိုတော့မတို့ဒါလေး friend နဲ့လုပ်လိုက်ပါမယ်ဟုတ်တယ်ထင်တယ်နော်မှားပါနော်မဟုတ်ဘူးရေဆွဲဆွဲနဲ့loaded nachos လေးရေးစားပါမယ်ဒီရင်ခါလိုက်နော်အကြီးကိုရင်မကျွေးဘူးအေးဝယ်စကူချပါမယ်ရန်စားရတယ် cheers လုပ်မလို့ဆောက်ပါမယ် cheers nachos ကျွန်မချင်းရလို့မရဘူးကိုပါနော်so goodဒီလောကဘူဒိုနဲ့တင်နေတိုးသူမလေးကိုခွက်လို့ပေးရမစားကြအောင်မေ့ပါအေး cheers fight fight နော် fight fight ကျွန်မခန်းဖောက်ထားတယ်သူနှကန်းဖောက်ထားတယ်ဒါစကြိမ်ဟာလို့မရသူကပဲရှိတယ်သူပါ你这半年光来了呗？4半年过来了。对，2半。你这边的公民，哎，搞到来4半。2半。so easy 4 bite last bite 4th bite ပါငါဘာလဲထဲတယ်သူမထဲတော့5 bite challenge ဆိုပေမဲ့နေ့အောင်4 bite နဲ့ပြီးတော့ပါရှင်ဆိုတော့တည်ရပါမယ်ပေါ့နော် choose တော့မယ်မပါတော့မယ် အမ fish တော့ what do you want mango cheers ရအေးလုပ်မယ်ရအဲ့ဒါ泡လိုက်မတောက်နေကျမယုံနေတယ်ဘူ
burrito 5 bite challenge ပြီးတော့ပြီရှင် နောက်နေ့မှလည်းမမိုးနဲ့ဒီချက်နဲ့ဘာစားပြရမလဲ comment မှာမှတ်ငယ်ပေးပါဦးနော် challenge ဘာ challenge တွေလုပ်ရမလဲဆိုတော့ comment လေးမှာမှတ်ခဲ့ပါကျမတို့နောက်ပိုင်း challenge တွေဆက်ပြီးတော့လုပ်ပါမယ်ရှင် ဒီလေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ် bye bye